ဒီလိုမျိုးတာရကတွေလည်းရှေ့မှာဖြစ်စဉ်ပေါင်းများစွာကိုကျူးလွန်ခဲ့တာတွေကိုကျွန်တော်တို့ခဏခဏကြုံတွေ့ရတဲ့အတွက်ဒီအပြုတ်မှုကိုဒီကမ္ဘာဖလားပြိုင်ပွဲမှာတားမြစ်ထားတာဖြစ်ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဆော့ကာ5 6ကနေပြီးတော့ကြိုဆိုပါရစေ2026ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်တွေရဲ့ဒုတိယနေ့မြန်မာစံတော်ချိန်မနက်ပိုင်းရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေအပြီးမှာတော့အုပ်စု C နဲ့အုပ်စု D မှာ32သင်းအဆင့်ကိုတက်ရောက်နိုင်တဲ့အသင်းတွေပေါ်ထွက်လာပါပြီအုပ်စု D မှာကျွန်တော်ရှင်ပြိုင်ကစားသွားတဲ့အိမ်ရှင်အမေရိကန်အသင်းနဲ့ဩစတြေးလျပွဲစဉ်မှာအမေရိကန်အသင်းက2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့နိုင်ပြီးတော့နှစ်ပွဲကစားနှစ်ပွဲနိုင်6မှတ်နဲ့32သင်းအဆင့်ကိုတက်ရောက်ဖို့အခြေအနေကောင်းကိုပိုင်ဆိုင်သွားပါပြီအလားတူပဲကျွန်တော်တို့ဒါပါရာဂွေးအသင်းနဲ့တူရကီပွဲစဉ်မှာဆိုရင်လည်းပါရာဂွေးအသင်းကတယောက်ရော့နဲ့သူတို့ရဲ့ဥဆောင်မှုတစ်ခုကိုနောက်ဆုံးမိနစ်ထိထိန်းသိမ်းပြီးတော့ဒါရမှတ်3မှတ်ရရှိခဲ့တယ်နောက်ဆုံးအချိန်ထိသူတို့ဒါနောက်ဆင့်တက်ဖို့မျှော်လင့်ချက်အားပိုကောင်းသွားပြီပေါ့နော်ဆိုတော့အုပ်စု C မှာတော့နံပါတ်ကြီးဘရာဇီးကဟေတီကို3ဂိုးပြတ်အနိုင်ယူပြီးတော့ဘရာဇီးစစ်ဖြစ်ကြောင်းသက်သေထူသွားပါတယ်ဒါကြောင့်မလို့ဘရာဇီးအသင်းကလည်း၄မှတ်နဲ့အုပ်စုကိုဥဆောင်နေပါပြီအလားတူဘရာဇီးနဲ့တေချခဲ့တဲ့မော်ရိုကိုအသင်းကလည်းစကော့တလန်ကို2ဂိုးမရှိဆိုတဲ့နဲ့ရလနဲ့အနိုင်ယူပြီးတော့၄မှတ်နဲ့ဘရာဇီးနဲ့ရမှတ်တူအုပ်စုဒုတိယမှာရပ်တည်နေပါတယ်ဆိုတော့ဘရာဇီးနဲ့ကျွန်တော်တို့ဒါမော်ရိုကိုအသင်းကတော့နောက်ဆင့်တက်ဖို့အခြေအနေကောင်းကိုပိုင်ဆိုင်နိုင်တယ်လို့ရေဘူးရပြောနေဆိုပေမဲ့လည်းအုပ်စုနောက်ဆုံးအဆင့်မှာဘရာဇီးကစကော့တလန်နဲ့ကစားမှာဖြစ်မော်ရိုကိုကဟေတီနဲ့ကစားမှာပါဒါကြောင့်မော်ရိုကိုအတွက်ကနောက်ဆင့်တက်ဖို့ပိုပြီးတက်တာချောင်ကြည့်နေပြီဘရာဇီးအတွက်ကတော့မျှော်လင့်ချက်အပြည့်အဝရှိနေတဲ့စကော့တလန်ကိုချက်ခုတ်ချက်ကဲကစားပြီးတော့အနည်းဆုံးတေကြလက်ထွက်ပေါ်မှသာနောက်ဆင့်ကိုချောချောချွချွတက်လန်းနိုင်မှာဖြစ်ပါတယ်အုပ်စုဒီကကျွန်တော်ဒါအမေရိကန်အသင်းကတော့6မှတ်နဲ့ဦးဆောင်ထားတယ်ဆိုပေမဲ့ဩစတြေးလျအသင်းကနောက်ဆုံးပွဲစဉ်မှာကျွန်တော်ပါရာဂွေးအသင်းနဲ့တွေ့ရမှာပါဩစတြေးလျပါရာဂွေးကနှစ်သင်းစလုံး3မှတ်စီရထားတဲ့အတွက်ဒီပွဲဟာ2 or die เนาะတရေကြမယ်ဆိုရင်တော့ဩစတြေးလျအသင်းကကျွန်တော်တို့ဒါ6กว่าချချက်နဲ့ကျွန်တော်တို့ဒါအုပ်စုဒုတိယကိုတေချာဘောရရှိဖို့များနေပြီးတော့ပါရာဂွေးအသင်းကတော့ဩစတြေးလျအသင်းကိုမဖြစ်မနေနိုင်ဖို့လိုနေပါပြီအုပ်စုနောက်ဆုံးပွဲစဉ်တွေကတော့အုပ်စု C နဲ့ D မှာတော်တော်လေးကိုအားကောင်းနေပါပြီโอเคအဲ့တော့ကျွန်တော်အဓိကပြောချင်တာကတော့ဒီဒုတိယပွဲစဉ်တွေရဲ့မြန်မာစံတော်ချိန်ဒါဒုတိယနေ့ပွဲစဉ်တွေအပြီးမှာထူးခြားတဲ့ဖြစ်စဉ်တွေဘာတွေဖြစ်ခဲ့လဲဒီဖြစ်စဉ်ကိုမပြောခင်မှာကျွန်တော်ရဲ့ဒီကနေ့ဆော့ကာ5ဂျော်ကိုရဲ့ blog မှာ Fire Dragon Energy Drink ကအဓိကပူးပေါင်းပါဝင်ပေးထားတယ်ဆိုတဲ့အကြောင်းလည်းအသိပေးချင်ပါတယ်ခင်ဗျာအုပ်စုဒါဒုတိယပွဲစဉ်တွေကစားလာတာကျွန်တော်အုပ်စု၄စုပြီးသွားပြီဘရာဇီးကလည်းသူပထမဆုံးနိုင်ပွဲတွေ့ခဲ့ပြီဒီနေရာမှာကျွန်တော်အဓိကတွေ့ခဲ့တဲ့ key point ကတော့ဒါမြန်မာစံတော်ချိန်ဒါမနက်ဒါ9နာရီလောက်မှာရှင်မြန်ကစားသွားတဲ့ပါရာဂွေးအသင်းနဲ့ဩစတြေးလျတူရကီအသင်းတို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာဒါပါရာဂွေးအသင်းကဥဆောင်မှုစောစောတွန်းထားနိုင်ပြီမဲ့ကျွန်တော်တို့ဒါဒုတိယပိုင်းမှာတယောက်ရော့သွားတယ်ပေါ့နော်ဒီအခြေအနေကနေတူရကီအသင်းကခြေပါကိုရဖို့အတွက်အကောင်းဆုံးကြိုးစားပေးမှလည်းအသင်းရဲ့တိုက်စစ်ပျောက်နေခဲ့ပြီးတော့ဂိုးပေါက်လွှဲချော်မှုအချိန်မောင်းများစွာဖြစ်ပြီးတော့ထိရောက်တဲ့ဂိုးကန်သွင်းကချက်တွေလည်းမလုံနိုင်ဘူးပေါ့နော်တူရကီအသင်းကတော့ကျွန်တော်တို့ဒါမွန်ဒဲလာနီးပြကျုပ်မွန်ဒဲလာဦးဆောင်တယ်မွန်ဒဲလာဆိုတဲ့ကစားသမားဟောင်းတူပဲနာမည်ကြီးပေါ့နော်တိုးတော်လည်းပဲဒါအရာမရောက်ခဲ့ဘူးပေါ့နော်ဒီပွဲမှာထူးခြားတဲ့ဖြစ်စဉ်ကပါရာဂွေးကစားသမားတွေရဲ့အနီကပ်ဖြစ်စဉ်ပါဒီကစားသမားကပြိုင်ဘက်ကိုကြမ်းတမ်းဖြတ်ထုတ်လိုက်တာလည်းမဟုတ်ဘူးပြိုင်ဘက်ကိုကျွန်တော်တို့ဒါစေးတိုင်းထွာလိုက်တာလည်းမဟုတ်ဘူးဒါပြိုင်ဘက်ကိုကျွန်တော်တို့ရုံရင်းကြမ်းတမ်းတဲ့အပြုတ်မှုတွေကျူးလွန်ခဲ့တာလည်းမဟုတ်ဘဲနဲ့အနီကပ်ထိခံလိုက်ရတာပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုရင်တော့အားလုံးလည်းဒီပွဲကိုကြည့်လိုက်ရင်သိပါတယ်ဒါလက်နဲ့ကာလိုက်လို့ပါဆိုတော့ဒီလက်နဲ့ကာတာကပြစ်မှုမြောက်လားဆိုတော့အရင်တော့ကတော့ပြစ်မှုမမြောက်ပါဘူးဒါပေမဲ့ဒီကမ္ဘာဖလားပြိုင်ပွဲမှာတီးတဲ့ဥပဒေထုတ်ပြန်ထားတာပါဒါဟာကစားသမားတွေပြိုင်ဘက်ကစားသမားတွေတယောက်နဲ့တယောက်အချင်းများတဲ့အခါမှာเนาะစကားပြောရင်လက်နဲ့အုပ်ပြီးတော့မပြောရဘူးဆိုတဲ့စီးမြင့်ကိုတားမြစ်ထားတာပါတကယ်တော့ဒီကစားသမားတွေကဒါလေးစားတမှုနဲ့ပေါ့เนาะအပြန်အလှန်ကွင်းတွင်းမှာရင်းနှီးနှီးစကားပြောကြတဲ့အခါမှာကျွန်တော်တို့ဒါလက်နဲ့အုပ်ပြီးတော့ပြောလေးရှိတယ်ဒါပေမဲ့တစ်ခါလေကြာရင်လည်းပါဇက်ကလေးအောက်ချရေးပြောလေးရှိတယ်ဒါကကျွန်တော်တို့ဒီခန္ဓာကိုယ်ကဒီအင်အားတွေထုတ်သုံးထားရတဲ့အချိန်မျိုးမှာကျွန်တော်တို့ရဲ့ဒီ glance တွေပေါ့နော် glance တွေထွက်တယ်ဒါတော့ပရိသတ်တွေလည်းမြင်မယ်အားသားသမားတွေကကျွန်တော်တို့ဒါခဏခဏတည်း split လောက်ရတယ်ပေါ့နော်ဒီဟာမျိုးမှာကျွန်တော်တို့ကဒီ green net ဆိုကိုတယောက်နဲ့တယောက်ဒါရမှာစိုးရင်တဲ့အတွက်ကြောင့်ကျွန်တော်ရည်ရွယ်ပြီးတော့ကွင်းထဲမှာစကားပြောတဲ့ခါကြောင့်လို့ရှိရင်ပါဇက်နဲ့လက်နဲ့အုပ်ပြီးပြောတာမျိုးလေးရှိတယ်သို့တော့ဒီအရာကိုတော့ fever ကတားမြစ်ထားတာမဟုတ်ဘူးဒါပေမဲ့အချိန်တစ်ခုမှတော့ကျွန်တော်တို့ပါဇက်ကိုလက်နဲ့အုပ်ပြီးပြောလို့မရအောင်အဲ့ဒါကအချင်းများနေတဲ့အချိန်မျိုးမှာကျွန်တော်ပြောလို့မရအောင်ဒါကဘာလို့ရည်ရွယ်တာလဲဆိုတော့ဒါတယောက်နဲ့တယောက်ရုံရင်းကြမ်းတဲ့စကားမျိုးကိုဒါရုပ်တံကင်မရာတွေကိုကွယ်ဝှက်ပြီးတော့ကျွန်တော်တို့ပြောတာမျိုးမဖြစ်စေလိုတာမျိုးပေါ့နော်ဒီလိုမျိုးတာရကတွေလည်းရှေ့မှာဖြစ်စဉ်ပေါင်းများစွာကိုကျူးလွန်ခဲ့တာတွေကိုကျွန်တော်တို့ခဏခဏကြုံတွေ့ရတဲ့အတွက်ဒီအပြုတ်မှုကိုဒီကမ္ဘာဖလားပြိုင်ပွဲမှာတားမြစ်ထားတာဖြစ်ပါတယ်ဒါကိုပါရာဂွေးကစားသမားအမီရွန်ကကျွန်တော်တို့ဒါသတိမမှုမိပဲပေါ့နော်ကျွန်တော်တို့ဒါတူရကီကစားသမားနဲ့အချင်းများနေတဲ့အချိန်မှာအရန်ကြီးလဲ aggressive ဖြစ်နေတဲ့ကာလတော့မဟုတ်ဘူးသူဘာပြောလဲဆိုတာလဲကျွန်တော်တို့အားလုံးမသိဘူးသူကရိုးသားသားပြောတာလဲဟုတ်ချင်ဟုတ်မယ်မရိုးမသားပြောတာလဲဟုတ်ချင်ဟုတ်မယ်တိုးတော့သူ့ရဲ့အပြုတ်မှုကတော့ကျွန်တော်တားမြစ်ထားတဲ့အပြုတ်မှုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ဘာလို့ဆိုတော့သူတို့နှစ်ယောက်က
ရင်းနှီးနှီးပြောနေတဲ့အချိန်မဟုတ်ဘူးပြဿနာတစ်ခုကို solve လုပ်နေတဲ့အခြေအနေမျိုးမှာအမီရိုကပြန်မဲ့ကစားသမားကိုလက်နဲ့အုပ်ပြီးပြောလိုက်တာဒီဖြစ်စဉ်ကပဲကျွန်တော်တို့ဒါ VAR ကိုပြန်ကြည့်ပြီးတော့ဒါထိုင်ကဒါသူတို့တားမြစ်ထားတဲ့အပြုအမူဖြစ်တဲ့အတွက်ညီတို့ပင်ဆိုသေးကမျိုးချွင်းချက်မရှိဓာတ်ရိုက်အနီကပြပြီးထုတ်ပယ်လိုက်တယ်ဆိုတော့ဒါကကျွန်တော်တို့စံနမူနာဖြစ်သွားပြီဒီကမ္ဘာဖလားပြိုင်ပွဲမှာချမှတ်ထားတဲ့စီမင်းတစ်တစ်ခုကိုစတင်ချိုးဖောက်လို့ပထမဆုံးအနီကပြခံရတဲ့ကစားသမားဖြစ်အမီရိုကတော့မှတ်တမ်းဝင်သွားပြီဆိုတော့ကမ္ဘာဖလားသမိုင်းမှာပါဇက်ကိုလက်နဲ့အုပ်လို့အနီကပြခံရတဲ့ပထမဆုံးကစားသမားဖြစ်သွားပြီဆိုတော့ဒီကစားသမားရဲ့အပြုအမူနဲ့ဒီပြစ်ဒဏ်ချမှတ်မှုကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ဘာလို့စင်ကြယ်မိလဲဆိုတော့ကစားသမားတွေရဲ့ကျွန်တော်တို့ဒီ behavior ဘိုင်းပေါ့နော် behavior ဘိုင်းရဲ့ mutual respect ဘိုင်းတွေဒါတွေကိုကျွန်တော်တို့အကာအကွယ်ပေးတာမှာဒါရဲ့တက်ရောက်မှုရှိတယ်ဆိုတာကိုကျွန်တော်တို့ဒါသိမြင်လိုက်ရတယ်ပေါ့နော်ဆိုတော့ဒီပြစ်ဒဏ်ဟာပြင်းတော်ရှိတယ်မပြင်းတော်ရှိတယ်ဆိုတာကိုငြင်းချက်မထုတ်လို့ပဲလည်းပဲပြစ်ဥပဒေချမှတ်ထားတဲ့စီးမြင်ကိုချိုးဖောက်ခဲ့တဲ့အတွက်ကစားသမားကတော့ဒါတိုင်းအနီကပြခံလိုက်ရတာကတော့ဒီပြိုင်ပွဲရဲ့ကျွန်တော်ရက်တာအစ်တစ်ခုကစားသမားတွေစင်ကျင်ရမယ့်အစ်တစ်ခုပေါ့နော်ဒါကိုတော့သတိမူမိခဲ့တယ်ပေါ့နော်ဆိုတော့နောက်ထပ်ကမ္ဘာဖလားပြိုင်ပွဲတွေမှာလည်းကျွန်တော်တို့ဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့ကျွန်တော်တို့ပြစ်ဒဏ်ချမှတ်မှုတွေเนาะ action ယူမှုတွေเนาะကျွန်တော်တို့ဒါမြင်ကွင်းတွေတွေ့ရမလဲဆိုတာဆက်လက်ဆောင်မြောက်ကြည့်ရှုရင်းနဲ့အတူတူရင်ခုန်ကြရအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်